ဆရာတို့အနေနဲ့မြင်ရပြောမယ်ဆိုရင်တော့ခုနကမှလည်းပေါ့နော်ဒီနှစ်30ကျော်ကြာရဲ့တွေ့ကြုံမှုမျိုးတည်ပြီးတော့ပြောရမယ်ဆိုရင်တကယ်တော့သူ့အတူတူဘာတွေပဲအယူထားပြီးပြောလို့ပေါ့အခုဒီနေ့ရက်ထဲမှာပြောနေကြတယ်သူကသမရယူတယ်သမရယူပြီးတော့သမရဖြစ်ချင်လို့သမရဖြစ်အောင်လုပ်တယ်တစ်ဖက်ကလည်းပဲမဲလိမ်မဲကိုရဆိုပြီးတော့ NLD နဲ့တကယ်တရားဝင်လူရွေးကောက်ထားတဲ့အစိုးရအဖွဲ့ကိုအာဏာသိမ်းလိုက်တယ်လက်နဲ့နော်သို့တော်လည်းပဲအဲ့ဒါတွေကိုအကုန်လုံးကသိနေတာဖြစ်တော့အခုဒီမေခွန်းရကြည့်ရင်အချက်နှစ်ချက်လောက်တွေ့ရတာရှိတယ်။ဘာဖြစ်လို့လဲဆိုတော့သူအဲ့ဒီလိုမျိုးယူထားတယ်ဆိုတဲ့ကိစ္စကိုသိနေတာလူလူကအကုန်သိပြီးသားပါ။မြန်မာနိုင်ငံလုံးမှာရှိတဲ့လူလူသိတယ်လို့နိုင်ငံတကာမှာရှိတဲ့လူလူကလည်းသိတယ်။အထူးသဖြင့်ဒီနေ့ထိုင်းနိုင်ငံမှာရှိနေတဲ့လူတွေကနိုင်ငံရေးသမားတွေတော်လှန်ရေးသမားတွေဖြစ်တော့သူတို့ပိုပြီးနားလဲပါတယ်။နော်ဒီအတွက်ကတစ်ချိန်တည်းမှာနောက်တစ်ချက်ပါတွေ့ရတယ်ဆိုထိုင်းနိုင်ငံရဲ့အခြေအနေထိုင်းနိုင်ငံကိုကြည့်မယ်ဆိုလို့ရှိရင်ထိုင်းနိုင်ငံကဟိုးအစတော့ကနေထားကိုပြန်ကြည့်ရင်တမိုင်းရတယ်ဒုတိယကမ္ဘာစစ်လောက်မှာလည်းရဟုတ်လားသူ့နိုင်ငံစစ်ထဲတော့မပါဘူးနေနိုင်ခဲ့တယ်ထိုင်းနိုင်ငံမှာရှိနေတဲ့ဒီထိုင်းအုပ်ချုပ်သူတွေဟာတကယ်ကိုနိုင်ငံရေးအပပနနရှိတဲ့သူတွေလို့ပြောမှာဖြစ်တယ်မြန်မာသူနဲ့အနီးကပ်ဆုံးဖြစ်နေတဲ့ဟုတ်လားမြန်မာနိုင်ငံရဲ့အနေအထားကိုမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကိုသူနီးနီးကပ်ကပ်သိရတာဖြစ်တယ်တစုံတရာသူ့ဘက်ကလည်းပဲဒီဝန်တို့ဝန်ကိုတွေကိုသူကတောက်လျှောက်တည်ခဲ့ရတာဖြစ်တယ်မြန်မာနိုင်ငံတွေကတိုင်းရင်းသားတွေဖြစ်ဖြစ်နော်ဘယ်တိုင်းရင်းသားတွေဖြစ်ဖြစ်ဒီမှာကြည့်မယ်ဆိုရင်မြန်မာနိုင်ငံတန်တန်တလျားကိုကြည့်လို့ရှိရင်ဟိုတောင်မဲထိတ်ကမုံကနေပြီးတော့ကရင်နောက်ပြီးတော့ကရင်ဒီနောက်ရှမ်းပြည်နယ်စသဖြင့်ပေါ့ဒီနယ်ထဲမှာရှိတဲ့တိုင်းရင်းသားတွေရဲ့ဝန်တွေကိုသူထမ်းပေးခဲ့တာဖြစ်တယ်ကူညီပြီးတော့ဘာကြောင့်လဲဆိုတော့သူရှိမှာဒီမိုကရေစီကိုသူကကြိုးစားပြီးသူပုံပေါ်တယ်အခြေခံလူ့အခွင့်အရေးကိုလေးစားတန်ဖိုးထားတယ်နောက်တစ်ခုကသူ့နိုင်ငံကိုမထိခိုက်အောင်သူအမြဲတမ်းကြိုးစားပြီးတော့သူနေတဲ့အတွက်ရဲ့နောက်တစ်ခုကမြန်မာနိုင်ငံမှာဖြစ်နေတဲ့ဒီနေ့ပြည်ပခါတွေတိုင်းသားတွေကြားထဲမှာရှိတဲ့ပြည်ပခါပဲဖြစ်ဖြစ်နောက်နိုင်ငံရေးဆိုင်ရာပြည်ပခါတွေဖြစ်ဖြစ်ဒါဟုတ်သူတို့ကောင်းကောင်းနားလည်တယ်ဒီတော့ဒီနိုင်ငံထဲမှာရှိနေပြီးခုရလာရောက်ပြီးတော့ခိုလုံရတဲ့သူတွေနဲ့ပတ်သက်လို့ရှိရင်လည်းပဲ migrant တွေပဲဖြစ်ဖြစ်နိုင်ငံသမားတွေတော်လိုင်းသမားတွေဖြစ်ဖြစ်အဲ့ဒီလူတွေကိုထိခိုက်စေတဲ့အခြေအနေမျိုးသူတို့အများကြီးသူတို့ရှောင်ရှားပြီးတတိကြီးစွာနဲ့သူတို့တိုင်တွယ်ထိမ့်သိမ့်ပြီးတော့လာခဲ့တဲ့တမိုင်းအထောက်အထားတွေအခိုင်အမာရှိပါတယ်။ဒါကြောင့်မို့လို့ဒီဘက်မှာရှိနေတဲ့လူတွေအတွက်ကဟုတ်လားသူဘယ်လိုပဲအယူထားပြီးတော့သမရဖြစ်ပြီးဖြစ်သူဒီနေ့ဟုတ်လားသူ့ကိုယ်သူကြီးညာတဲ့အချက်နဲ့ပတ်သက်လို့ရှိရင်လည်း2020ရွေးကောက်ပွဲအဖြစ်လူလူရဲ့ဆန္ဒသဘောထားပေါ်ပြချက်တွေအခုဒီ26လုတ်သွားတဲ့ဟုတ်လားဒီရွေးကောက်ပွဲတွေရဲ့အခြေအနေတွေနဲ့မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံလှုပ်ရှားမှုတွေကိုသူတို့အနီးကပ်စောင့်ကြည့်နေတာဖြစ်တဲ့အတွက်အားလုံးသူတို့သိထားပြီးသားဖြစ်တယ်။ဒါကြောင့်လည်းဒီနေ့ထိကြည့်ရမယ်ဆိုလို့ရှိရင်ထိုင်းနိုင်ငံတော့တရားဝင်ဟုတ်လားမနေ့တနေ့ကလုပ်သွားတဲ့သမရကျန်းသစ္စာကျိန်စုပွဲအတွက်ကိုတော်တော်လာပို့တယ်ဆိုတာကိုကြားပါဘူးเนาะအဲ့တော့ဒါကထိုင်းနိုင်ငံသူ့ရဲ့ရည်တည်ချက်ကိုသူရှင်းရှင်းလင်းလင်းဒီနေ့ပြနေတာဖြစ်တဲ့အတွက်ဒီဘက်မှာရှိတဲ့လူတွေအတွက်အဲ့လောက်ကြီးစိုးရိမ်စရာအခြေအနေတွေမရှိဘူးလို့ဆရာတို့လည်းဒီလိုပဲယုံကြည်တယ်လို့ပြောချင်တယ်